ရခိုင်ပြည်ရဲ့အမနာတော့ရန်သူနှစ်ယောက်တန်းမှာကျဲပြီးအကျဲတွေဘုံဆုံးနဲ့ဒုက္ခရောက်နေသို့သောအမျိုးသားရဲ့အာကောင်ပေါင်းတဲ့ပေါ်လေလည်းမထုံနိုင်ခိုင်းရတဲ့အဓိကလာတဲ့ကြရပြင်ဒီအတားတွေကလောက်ပြီးရှိရဲ့တိုက်စာပေါင်းပြီးထောင်သမားကြီးမျိုးရှာများတာပုံပြထားတယ်ဖွေဒီကောင်ခိုက်တယ်ဒီအတော့ရမှုကြီးကိုလည်းလွဲခဲ့ပါတိုင်ပြေလာကြတာကိုခိုက်တယ်၎င်းကြီးကလည်းစာအုပ်ထဲမှာရှိနေတဲ့ post modern theory နဲ့မဲဘူးရဲ့နိုင်ငံခါးဒီမှာကျော်သုံးနေတဲ့ theory ဒီနဲ့အနာနဲ့စီတတိမကြရဲ့အတဲလွယ်နိုင်ငံရဲ့တာကြီးအောင်စုခိုက်လို့ရငါပြီးငါတဲ့ပုဂ္ဂိုလ်ဒီပေါ်နေအောင်အမျိုးသားတွေပြောပေါ်ဒီဖိုက်စီဝင်ကိုမှုအာကရုံးနေပြီးဒီခိုင်းလာနိုင်တယ်ဆိုတော့လေအထူးတတိထားဖို့လိုရဲ့ဒီရခိုင်လူမျိုးကြီးညောင်းပေါင်းပုံပြီးနေရတယ်ဒီခါရဒီမိုကရေစီတော်နေဒီတော့တစ်ခါတော့ခေါ်ရည်လောက်ဆောင်မှုဒီတော့ဘို့တော့အာဥဒါပြီးမခိုင်းနိုင်အမျိုးသားတော်တယ်တော့လက်တော်ရည်သားရောဒီကပဒါနာကြားရလို့ပါကြလို့